ကိုမတိတဲ့ဒဇင်းတယောက်နဲ့စတင်တွေ့ရတော့မယ်ဆိုရင်စကားဘယ်ကနေဘလို့စပြောရမလဲမသိဘူးတွေးမိတတ်ကြလားပေါ့နော်ကိုကပဲစကားရင်စပြောရမလားသူ့ဘက်ကစကားပြောချင်ပါမလားဆိုပြီးတော့တွေးမိတတ်ကြတယ်ပေါ့နော်ဆန္ဒဆိုရင်လည်းကိုမတိတဲ့ဒဇင်းတယောက်နဲ့တွေ့တဲ့အခါမှာဆိုရင်စကားအရင်စမပြတ်တတ်ဘူးပေါ့နော်အဲ့ဒါကပြတ်တနာပဲဒီရပိုင်းဆန္ဒဆိုဒီ how to talk to anyone ဆိုကိုဖတ်ပြီးတော့ပေါ့နော်ဒဇင်းနေနဲ့စကားပြောနိုင်အောင်တင်ယူလိုက်ရတဲ့အချက်၃ချက်လေးရှိပါတယ်အချက်၃ချက်ကကြတော့ဆန္ဒဆိုရဲ့အခုလက်ရှိလုပ်နေတဲ့အလုပ်နဲ့ကိုက်ညီလို့ရွေးထုတ်ထားတဲ့အချက်၃ချက်ပဲဖြစ်ပါတယ်ဒီနေ့ကတော့ပထမတစ်ချက်ကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်စာအုပ်ထဲမှာပြောထားတာကတော့ဒဇင်းတယောက်နဲ့စကားစပြောတဲ့အချိန်မှာစကားလုံးထက်ကိုယ့်ရဲ့ဒီဟန်ပန်အမူအရာကပို့ပြီးတော့အရေးကြီးတယ်လို့ပြောထားပါတယ်ကိုဟန်အမူအရာမှာဆိုရင်နီလန်၃ခုလေးရှိပါတယ်ပထမ၃ခုထဲမှာဆိုရင်ဆန္ဒဆိုအတွက်စိတ်အဝင်စားဆုံးနီလန်ကတော့နောက်ဆုံးနီလန်ပဲဖြစ်ပါတယ်နောက်ဆုံးနီလန်ကဘာဖြစ်မလဲဆိုတာကိုသိချင်နေဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်တော့ပေးလိုက်ပါနော်ပထမနီလန်ကတော့အပြုံးမှာလူတစ်ယောက်နဲ့ပထမဦးဆုံးစတင်တွေ့တဲ့အချိန်မှာမင်္ဂလာပါလို့ဒီတိုင်းနှုတ်ဆက်မဲ့အစားပေါ့အရင်ဦးဆုံးသူနဲ့မျက်နှာချင်းစုံအောင်အရင်ကြည့်ပြီးတော့မှအပြုံးလေးနဲ့ကွာနှုတ်ဆက်လိုက်တဲ့အခါမှာတစ်ဖက်လူရဲ့နှလုံးသားထဲမှာနှွေးထွေးတဲ့ခံစားချက်ကိုရစေပါတယ်ပေါ့ပြုံးလေးတစ်ခုထဲနဲ့ဒီလူကဖော်ရွေလိုက်တာဆိုတဲ့ခံစားချက်ကိုတစ်ဖက်လူကခံစားရသွားစေပါတယ်ဒီလိုကိုကမပြုံးတတ်ဘူးကိုယ့်ရဲ့အပြုံးကမလှဘူးလို့ထင်နေတယ်ဆိုရင်ကိုအကျိတ်ဆုံးအပြုံးမရှင်ကိုအရင်ရှာကြည့်ပါရှာကြည့်လို့တွေးပြီးဆိုရင်သူပြုံးတဲ့အတိုင်းပုတ်ပတာကိုမှန်ကြည့်ပြီးတော့သူပြုံးတဲ့အတိုင်းလိုက်ပြုံးနေအောင်လေ့ကျင့်လို့ရပါတယ်အခုမှကျမတို့မိန်းကလေးတွေမှာဆိုရင်စပင်ပုံစံပြောင်းချင်တယ်စပင်ညှက်ချင်တယ်ဆိုအရင်ဦးဆုံးတခြားမိန်းကလေးတွေရဲ့ခေါင်းပေါ်ကိုအရင်လိုက်ကြည့်တတ်တယ်ပေါ့နော်ဟာဘယ်စပင်ပုံစံကလှတယ်ဘယ်စပင်ပုံစံကငါနဲ့ပို့လိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးရှာတတ်ကြတယ်ပေါ့နော်အခုလည်းအဲ့လိုပဲကိုကကိုယ့်ရဲ့အပြုံးကမလှဘူးထင်နေတယ်မပြုံးတတ်ဘူးဆိုရင်လေ့ကျင့်လို့ရတယ်ဒုတိယနည်းလမ်းတစ်ခုကကျတော့ body language ပါပေါ့နော်ဒဇင်းတယောက်နဲ့ပထမဆုံးစတင်တွေ့တဲ့အချိန်မှာလက်ပိုက်ထားတာမျိုးတို့မျက်နှာကိုတင်းတင်းကြီးထားနေတာမျိုးတို့ဒါမှမဟုတ်ဖုန်းကိုပဲငုပ်ကြည့်နေတာမျိုးတို့အဲ့လိုအမူအရာတွေကိုလုံးဝမလုပ်သင့်ဘူးပေါ့နော်အဲ့ဒီအမူအရာတွေကဒီလူကစကားပြောရခက်မဲ့ပုံပဲဆိုပြီးတော့ခံစားရစေနိုင်ပါတယ်အဲ့တော့အဲ့ဒီလိုအပြုအမူမျိုးကိုလုံးဝမလုပ်ပါနဲ့မတည့်ရက်တာပဲဖြစ်ထိုင်တာပဲဖြစ်မမကလေးရက်ပါမမကလေးထိုင်ပါပြီးရင်အပြုံးလေးနဲ့သူပြောတဲ့စကားကိုတေချာနားထောင်ပေးပါဒီနီလန်တွေထဲမှာဆနဆိုအတွက်စိတ်ဝင်စားစရာအကောင်းဆုံးနီလန်ကဒီတတိယနောက်ဆုံးနီလန်ဖြစ်တဲ့ sticky eye နီလန်ပဲဖြစ်ပါတယ်ဆနဆိုအတွက်အားအနည်းဆုံးပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဆနဆိုကတယောက်နဲ့တယောက်စကားပြောတဲ့အခါမှာမျက်လုံးချင်းစုံပြီးလိုက်ပြီဆိုရင်ဆနဆိုကမျက်လုံးလွှဲပစ်လိုက်တယ်ပေါ့နော်ဆက်ပြီးတော့ရင်မဆိုင်ရဘူးဆက်ပြီးတော့မကြည့်ရဘူးပေါ့နော်ဒီနီလန်ကတော့ရိုးရှင်းပါတယ်တစ်ဖက်လူစကားပြောနေတဲ့အချိန်မှာမျက်နှာချင်းစုံပြီးတော့တေချာလေးအာယုံစိုက်ပြီးတော့နားထောင်ပေးတဲ့ပုံစံမျိုးကိုပြောတာပါတယောက်ယောက်ကကိုနဲ့စကားပြောနေတဲ့အချိန်မှာကိုကဖုန်းကြည့်လိုက်ဟိုပဲကြည့်လိုက်ဒီပဲကြည့်လိုက်အဲ့လိုမျိုးလုံနေတယ်ဆိုရင်တစ်ဖက်လူကဒီလူကငါစကားပြောနေတာကိုစိတ်ဝင်စားဘူးထင်တယ်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာခံစားရတော့စေနိုင်ပါတယ်စကားပြောတဲ့အခါမှာတစ်ဖက်လူရဲ့စကားကိုမျက်လုံးချင်းစုံပြီးတော့အာယုံစိုက်ပြီးနားထောင်ပေးတာကတစ်ဖက်လူကိုလေးစားရလဲရောက်တယ်လို့ကိုပြောနေတဲ့ကိုရဲ့ဒီစကားဝိုင်းကလည်းပို့ပြီးတော့တက်တောက်တက်တာဖြစ်စေပါတယ်ဒီအခန်းကိုဖတ်ပြီးတော့ဆန္ဒဆိုတင်ယူလိုက်ရတာကတော့လေစကားပြောကောင်းဖို့ဆိုတာစကားလုံးရွေးတက်ဖို့တစ်ခုတည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဒီကိုဟန်အမွေအရာတွေလည်းတစ်စိတ်တစ်ပိုင်းအရေးကြီးတယ်တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့တီးလိုက်ရပါတယ်ဒဇင်းတယောက်နဲ့စတင်တွေ့တဲ့အချိန်မှာစကားဆက်ပြောနိုင်ဖို့ပို့ပြီးတော့ရင်းနှီးနိုင်ဖို့ဆိုရင်တော့ဒီနီလန်၃ခုကိုတုံးလို့ရပါတယ်ပထမနီလန်ကတော့အပြုံးလေးနဲ့နှုတ်ဆက်တတ်ရပါမယ်ဒုတိယတစ်ခုကကျတော့ body language အမူအရာလေးတွေလိုအပ်တဲ့နေရာမှာသုံးပေးရပါမယ်တတိယတစ်ခုကကျတော့ice contact လေးရှိရပါမယ်အဲ့တော့ဒီ၃ချက်ကိုအားနေနေတယ်ဆိုရင်ဆန္ဒဆိုနဲ့အတူတူဒီနေ့ဒီဗီဒီယိုကစပြီးတော့ပြင်ကြမယ်ဒီနေ့မျှဝေပေးတာကတော့ how to talk to anyone ဆိုတဲ့ထက်ကဆန္ဒဆိုတင်ယူလိုက်ရတဲ့ပထမဆုံးအချက်လေးပါအခုဒီဗီဒီယိုကြည့်နေတဲ့သူကရောအပြုံးလား body language လား sticky eye လားဘယ်အချက်ကကိုပြင်ရမယ့်အချက်လဲဆိုတာကို comment မှာမျှဝေပေးခဲ့ပါဦးနောက်ဗီဒီယိုမှာတော့လူတွေနဲ့ရင်းနှီးကျွမ်းဝင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဒုတိယအချက်ကိုဆက်ပြီးတော့မျှဝေပြီးတော့မှာမို့ channel လေးကို subscribe လေးလုပ်ထားပေးကြပါအောင်เนาะအားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးပတ်စံနေကြပါစေရှင်ဆန္ဒဆိုပါ bye bye